နေ့မှာဘရောက်ပန်းတွေအားလုံးခေါင်းမှာကိုစီဝေပြီးတော့ကြက်သေးမင်္ဂလာရှိစွာမြင်ရတဲ့အတွက်အားလုံးကိုဝမ်းသာပါတယ်လို့ကျွန်တော်ပထမဆုံးပြောချင်ပါတယ်ဒီကနေ့မုံရမှာဘရောက်ပန်းတွေကြိုင်လိုင်ပွင့်နေတာတော်တော်ထူးခြားပါတယ်ကျွန်တော်တို့မိုးလဲမရွာဘဲနဲ့မုံရမှာဒီလောက်ဘရောက်တွေကြိုင်လိုင်နဲ့ပွင့်နေတာအင်မတန်ထူးခြားတဲ့နမိတ်ပုံဖြစ်ပါတယ်ကျွန်တော်တို့ຫນွေဦးတော်လန်ရေးရဲ့အောင်ပွဲအတွက်နမိတ်ပုံတစ်ခုလို့ကျွန်တော်တို့အနေနဲ့ခံစားမှတ်ယူမိပါတယ်ခင်ဗျဧပြီလ1ရက်နေ့မှာပဲကျွန်တော်တို့အင်မတန်မင်္ဂလာရှိတဲ့သတင်းစကားလေးတစ်ခုကိုမင်းညကပဲကျွန်တော်တို့စပြီးတော့ကြားခွင့်ရလိုက်ပါတယ်တော်တော်များများလဲသိကြလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်တို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီလို့ခေါ်တဲ့ CRPH ကနေပြီးတော့မင်းညကတိုင်းပြည်ရှေ့ဆက်သွားမဲ့နိုင်ငံရေးခရီးလမ်းအတွက်ကိုအင်မတန်အရေးပါတဲ့ထုတ်ပြန်ကြေညာချက်2ရက်ထွက်ပေါ်လာပါတယ်ပထမတစ်ခုကတော့ Federal Democracy ပဋိညာဉ်ဖြစ်ပါတယ်အဲ့ဒီ Federal Democracy ပဋိညာဉ်ဆိုတာကျွန်တော်တို့ CRPH ရဲ့အခြားသောတိုင်းရင်းသားနိုင်ငံရေးပါတီတွေရဲ့လက်နက်ကိုင်တပ်ဖွဲ့အင်အားစုတွေရဲ့ကျွန်တော်တို့မြေပြင်မှာတပိတ်လှုပ်ရှားမှုတွေဆောင်ရွက်နေကြတဲ့တပိတ်ကော်မတီတွေရဲ့ CDM လှုပ်ရှားမှုတွေမှာဥဆောင်နေကြတဲ့နိုင်ငံဝန်ထမ်းအင်အားစုတွေရဲ့အစရှိတဲ့လက်ရှိဗမာပြည်နိုင်ငံရေးမှာຫນွေဦးတော်လှန်ရေးကိုရှေ့တန်းကနေတိုက်ပွဲဝင်နေကြတဲ့အင်အားစုတွေအသီးသီးစုပေါင်းပြီးတဲ့အခါကျတော့ဆွေးနွေးဆုံးဖြတ်အတည်ပြုခဲ့တဲ့ Federal Democracy ပဋိညာဉ်ဖြစ်ပါတယ်အဲ့ဒီမှာအပိုင်း2ပိုင်းပါပါတယ်အပိုင်း1မှာကတော့ကျွန်တော်တို့ရှေ့ဆက်သွားခြင်းနဲ့Federal Democracy မြန်မာနိုင်ငံတော်ကိုဘယ်လိုအခြေခံမူတွေကိုကင်ဆွဲပြီးတော့ရှေ့ဆက်သွားမလဲဆိုတာတွေကိုဖော်ပြထားပါတယ် Federal ရဲ့သဘောတဘာဝတွေကျွန်တော်တို့ Federal ပြည်ထောင်စုအတွင်းမှာနေထိုင်ကြတဲ့ပြည်နယ်တွေတိုင်းဒေသကြီးတွေရဲ့လုပ်ပိုင်ခွင့်တွေကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့အခမ်းကဏ္ဍတွေကိုမူအားဖြင့်ဖော်ပြထားပါတယ်အပိုင်း1မှာကတော့ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့သောကျွန်တော်ရှေ့ဆက်သွားတဲ့အချိန်မှာဘယ်လိုပုံစံအဆင့်ဆင့်နဲ့ဥပဒေပြုရေးကိုဘယ်လိုဆောင်ရွက်မယ်တရားစီရင်ရေးကိုဘယ်လိုဆောင်ရွက်မယ်အုပ်ချုပ်ရေးကိုဘယ်လိုဆောင်ရွက်မယ်အစရှိသဖြင့်ဒီလိုမျိုးအသေးစိတ်ထပ်သွင်းပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်အဲ့ဒီအတွက်မိဘပြည်သူများအနေနဲ့ CRPH ရဲ့ Facebook page မှာကြေညာထားတဲ့ဒီ Federal Democracy ပြည်ထောင်စုစာတမ်းကိုတည်တည်ချာချာဖတ်ရှုကြစေချင်ပါတယ်အကယ်၍ဖတ်လို့ကိုယ်အနေနဲ့နားမလည်တာရှိတယ်ဆိုရင်လည်းကိုယ်ချင်းချင်းမိတ်ဆွေအပေါင်းအသင်းတွေထားထဲမှာဒါနဲ့ပတ်သက်ပြီးတော့မင်းမြန်းတာဆွေးနွေးတာဒါမျိုးတွေလုပ်ထားပါစေချင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟာအများကလိုက်လို့အများကလမ်းပေါ်ထွက်လို့လိုက်ထွက်ရတယ်အများကဒိုရေးអော်လို့ငါတို့လည်းလိုက်អော်ရတယ်သူများတွေကအလံကင်ပြီးတော့ရှေ့ကနေကြွေးကြော်တန်တွေអော်လို့ငါတို့လည်းကြွေးကြော်တန်တွေလိုက်ဟစ်ရတယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့မြမုံရမြို့မှာရှိတဲ့ပြည်သူတဦးတယောက်ချင်းစီကမြန်မာနိုင်ငံကိုရှေ့ဆက်ဘယ်လိုပုံဖော်ခြင်းလဲဆိုတဲ့ကျွန်တော်တို့ရဲ့နိုင်ငံရေးပန်းတိုင်အိမ်မက်နဲ့ပတ်သက်ပြီးတော့အားလုံးရင်ထဲမှာဆွဲမြဲတေချာသဘောပေါက်နားလည်ကြစေချင်လို့ဖြစ်ပါတယ်ဒီလိုမျိုးပြည်သူတဦးတယောက်ချင်းစီကကျွန်တော်တို့ရှေ့ဆက်ဘယ်ကိုသွားမှာလဲဘလောက်ကြာနိုင်တာလဲဘလို့အခက်အခဲတွေကြုံတွေ့နိုင်တာလဲပန်းနိုင်ကိုရောက်ဖို့အတွက်ကျွန်တော်တို့ဘာတွေပြင်ဆင်ဆောင်ရွက်ရမလဲဆိုတာတွေကိုပြည်သူတဦးတယောက်ချင်းစီကတေးသေးချာချာသဘောပေါက်မှသာလျှင်ကျွန်တော်တို့ဒီခီးကိုလွယ်ကူကူလင်းမြန်ရောက်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီခေါင်းဆောင်ပိုင်းတွေ CRPH နဲ့နိုင်ငံရေးခေါင်းဆောင်ပိုင်းတွေကပဲဒါကိုလှုပ်ချင်တဲ့အတိုင်းလှုပ်ပါကျမတို့ပြည်သူလူထုကတော့ဆရာတို့လှုပ်သမျှပဲကျမတို့သဘောတူပါတယ်နောက်ကလိုက်ခဲ့ပါမယ်ဒါမျိုးသဘောမထားပါနဲ့ကျွန်တော်တို့တဦးတယောက်ချင်းစီကဒါနဲ့ပတ်သက်လို့အသိပညာရှိနေဖို့လိုပါတယ်နားမလည်ဘူးဆိုကျွန်တော်တို့အချင်းချင်းနေကြမှာအပြန်လာဝေမျှပြီးတော့လေးလာဖတ်ရှုပေးကြပါဆိုတော့ဒါပထမတစ်ချက်ပါနောက်ထုတ်ပြန်ချက်တစ်ခုကတော့အားလုံးသိကြပါလိမ့်မယ်ကျွန်တော်တို့မုံရမှာကတော့ March လ24ရက်နေ့ကတည်းကဒီနားမှာပဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေဟာဒီမိုကရေစီစံချိန်စံညွှန်းနဲ့လည်းမညီဘူးဖက်ဒရယ်စနစ်ကိုလည်းအာမခံမပေးနိုင်ဘူးဒါအပြင်စစ်အုပ်စုအတွက်ကိုအသာစီးရတဲ့နိုင်ငံရေးအခင်းကျင်းကိုဖန်တီးပေးထားတာဖြစ်တဲ့အတွက်ပြည်သူကိုမျက်နှာမမူသောပြည်သူကိုကိုယ်စားမပြုသောဖွဲ့စည်းပုံဖြစ်တယ်ဒါကြောင့်မုံရလူထုအနေနဲ့လက်မခံဘူးဆိုပြီးတော့ကျွန်တော်တို့မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်အဲ့ဒီကျွန်တော်တို့24ရက်နေ့ကမီးရှို့ဖျက်ဆီးလိုက်တဲ့နောက်မှာမနေ့ညမှာတော့ CRPH ကိုယ်တိုင်က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပိသက်ဖြတ်သိမ်းကြောင်းကြေညာနိုင်ခဲ့ပါပြီဒီနေရာမှာကျွန်တော်တို့က2008ကို CRPH ကဒီတိုင်းကောက်ဖြတ်လိုက်တယ်ဆိုတဲ့သဘောမျိုးမဟုတ်ပါဘူးထုတ်ပြန်ကြေညာချက်ကိုဖတ်ကြည့်ရင်ရှင်းပါလိမ့်မယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေသည်ပြက်ပြယ်ပြီးဖြစ်တယ်။ဘာကြောင့်ပြက်ပြယ်တာလဲဆိုရင်စစ်တပ်ကဖေဖော်ဝါရီလ1ရက်နေ့မနက်ခင်းအစောကြီးမှာနိုင်ငံတော်သမ္မတနဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကိုအကြောင်းပြချက်မရှိဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပြဋ္ဌာန်းဖော်ပြထားတဲ့
ပုံမှန်တစ်ချက်နဲ့မှမညီဘဲနဲ့ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အချိန်ဟာစစ်တပ်ကဖွဲ့စည်းပုံအခြေခံဥပဒေကိုကြော်လွန်လှုံ့ဆော်တာဖြစ်ပါတယ်နိုင်ငံတော်မှာအရေးကြီးတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့စစ်တပ်ကိုယ်တိုင်စစ်တပ်ရဲ့တာဝန်ထဲမှာဖွဲ့စည်းပုံအခြေခံဥပဒေကိုထိန်းသိမ်းကာကွယ်ဆောင်ရှောက်ရမယ်ဆိုတာပါရသားနဲ့ဖွဲ့စည်းပုံကိုကြော်လွန်ပြီးအဲ့ဒီလိုဖမ်းဆီးလိုက်တဲ့အချိန်ကစပြီးတော့2008ဟာအာဏာမတီတော့ဘဲနဲ့ပြက်ပြယ်ပြီးဖြစ်ပါတယ်ဒီအတွက်အခုချိန်မှာ CRPH နေနဲ့ဖွဲ့စည်းပုံအပိသက်ဖြတ်သိမ်းအောင်ကြေညာတာဒီစစ်တပ်ကဖြတ်ပေးလိုက်တာကိုဒီဘက်ကပို့ပြီးတော့ပြည်သူလူထုအနေနဲ့တခဲနဲ့အတီးပြုတ်ပြီးတော့ထုတ်ပြန်ကြေညာပေးလိုက်တဲ့သဘောဖြစ်ပါတယ်2008ဟာကျွန်တော်တို့စဖြတ်တာမဟုတ်ဘူးစစ်အုပ်စုဘက်ကအာဏာယူပြီးတော့မိုက်ယူရဲနဲ့လုံမိလုံရလုံရင်းနဲ့2008ကအာဏာပြတ်ပြေသွားခဲ့တာဖြစ်တယ်အဲ့ဒီအတွက်ကျွန်တော်တို့ဒီနေ့ဒီအချိန်မှာတရားဝင်ထုတ်ပြန်ကြေညာပြီးဖြစ်တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုမောင်ရွာလူထုရဲ့ရှေ့မှာနောက်တစ်ကြိမ်ဒုတိယအကြိမ်ဖြစ်ဒီဖွဲ့စည်းပုံအခြေခံဥပဒေတွေကိုကျွန်တော်တို့ထပ်ပြီးမီးရှို့ဖျက်ဆီးပါကျွန်တော်တို့2008ကိုလုံးဝလုံးမရှိဘူးဒီနေ့ဒီအချိန်ကစပြီး2008ဒီမြန်မာနိုင်ငံမှာကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေနဲ့နိုင်ငံတော်ကိုစီမံအုပ်ချုပ်ဖို့အတွက်လမ်းညွှန်စာအုပ်လည်းလုံးဝမဟုတ်တော့ဘူးဒါကိုမိဘပြည်သူများအနေနဲ့ဆွဲဆွဲမဲမဲမှတ်ယူပေးပါ2008အစားကျွန်တော်တို့ဘာကိုကြည့်ပြီးအုပ်ချုပ်မှာလဲဆိုရင်ပထမထုတ်ပြန်လိုက်တဲ့ Federal Democracy ပဋိဉာဉ်သည်ကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တဲ့ CRPH အပါအဝင်တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေအားလုံးတပိတ်နဲ့လူထုလှုပ်ရှားမှုအဖွဲ့အစည်းတွေအားလုံးကပူးပေါင်းပြီးတော့ရေးဆွဲအတည်ပြုတ်လိုက်တဲ့ Federal Democracy ပဋိဉာဉ်ကသာလျှင်ကျွန်တော်တို့ကိုဆက်လက်စီမံအုပ်ချုပ်လိမ့်မယ်2008ကိုကျွန်တော်တို့အနေနဲ့သေးတောင်လှည့်ပေါက်စရာမလိုတော့ပါဘူးခင်ဗျာဘယ်သတင်းမီဒီယာကလာလို့ဆိုမှကျွန်တော်တို့ကကောက်ရုံးမီပုံစံမျိုးနဲ့ထလောက်ရတာမျိုးတော့မဟုတ်ပါဘူးမဖြစ်စေချင်ပါဘူးကျွန်တော်တို့ကအရင်အချိန်ချင်းပြောခဲ့တဲ့အတိုင်းပဲတပိတ်စစ်ကြောင်းတွေကျွန်တော်တို့တရက်မပြတ်ဆက်ရှိနေရလိမ့်မယ်လမ်းပေါ်တိုက်ပွဲတွေပုံသဏ္ဍာန်မျိုးမျိုးနဲ့ဆက်ရှိနေရလိမ့်မယ်ရက်ရွာကိုလာပြီးတော့ဝင်ရောက်စီးနှင်းကြော်ခွပြီးတော့အသက်အိုးအိမ်စီးစိမ်ကိုရန်ရှာတဲ့အချိန်မှာကျွန်တော်တို့ခုခံကာကွယ်ဖို့အတွက်ဆင်းသင်းရှိနေရပါလိမ့်မယ်အဲ့ဒီအတွက် CNN လာမလာကျွန်တော်တို့နေ့စဉ်ထပ်ဆက်ပြီးတော့လမ်းပေါ်ထွက်နေရလိမ့်မယ် CNN လာသည်ဖြစ်စေမလာသည်ဖြစ်စေကျွန်တော်တို့အနေနဲ့အာဏာဖီဆန်တဲ့လှုပ်ရှားမှုအမျိုးမျိုးကိုအားကောင်းမောင်းတန်ဆက်ပြီးတော့ဆောင်ရွက်ရမှာဖြစ်တယ် CNN လာသည်ဖြစ်စေမလာသည်ဖြစ်စေလမ်းပေါ်မှာရှိနေတဲ့အသားအစီးတွေအမိုက်ပုံတွေထမိန်တန်းတွေကိုကျွန်တော်တို့ဆက်ပြီးတော့ချိတ်ဆွဲပြီးတော့ဆောင်ရွက်ထားရမှာဖြစ်တယ်ဒါကိုမိဘပြည်သူများအနေနဲ့ဆက်ဆက်မြဲမြဲနားလေသဘောပေါက်ပြီးတဲ့ခါကျလိုက်နာကျင့်သုံးဆောင်ရွက်ကြစေချင်ပါတယ်ဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ဆက်လက်တောင်းခံပြီးတဲ့အချိန်မှာအခုထုတ်ပြန်လိုက်တဲ့ Federal Democracy ပဋိဉာဉ်ရနိုင်ငံရေးခရီးလမ်းဟာအခုမှစမှာဖြစ်ပါတယ်ဒီကနေ့မြန်မာပြည်အတွက်2021 ဧပြီလ1ရက်နေ့ဟာနိုင်ငံရေးစာမျက်နှာအသစ်တစ်ခုကိုစဖွင့်တာဖြစ်ပါတယ်ဘယ်လိုအသစ်တစ်ခုလဲဆိုတော့ Federal Democracy ပဋိဉာဉ်ရတိုင်းရင်းသားအင်အားစုတွေနဲ့သမိုင်းတစ်လျှောက်မှာတစ်ခါမှမတီးဆောက်နိုင်ဘူးတဲ့ယုံကြည်ညီညွတ်မှုယုံကြည်မှုတစ်ရက်ကိုတီးဆောက်ပြီးတော့တိုင်းပြည်ကိုရှေ့ခရီးကိုဆက်လက်ချီတက်ရမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ပြည်သူလူထုအနေနဲ့ဆက်ပြီးတာမာဖို့လိုပါတယ်အင်အားတောင့်တင်းဖို့လိုပါတယ်ဒီအပိုင်းတွေမှာဆိုကျွန်တော်တို့အင်အားစုတွေအသီးသီးဟာခွေးဆွဲခံရတာတွေတတိတိနဲ့များနေပါတယ်အဲ့ဒီအတွက်ဒီလိုအခြေအနေမျိုးတွေကိုလည်းကျွန်တော်တို့တက်နိုင်သမျှလုံခြုံရေးသတိအဖမ်းဆီးမခံရဖို့ကျွန်တော်တို့သွားလာလှုပ်ရှားတဲ့နေရာတွေမှာသတိဝိရိယတွေနဲ့ဆောင်ရွက်ကြပါဆောင်ရွက်ပြီးတဲ့အခါမှာ CRPH ကရှေ့ဆက်သွားမဲ့လမ်းကြောင်းတွေမှာကျွန်တော်တို့ပြည်သူလူထုအနေနဲ့တညီရဲလိုက်ပါနိုင်ဖို့အတွက်အားမွေးကြထားကြပါလို့ပြောကြရင်းနဲ့ကျွန်တော်ဒီကုန်းချုပ်ချင်